ပရိသတ်ကြီးရေဒါဟာလူတစ်ယောက်ရဲ့အသက်ရှင်တန်ရေးအတွက်တနိုင်ငံလုံးအပြင်အပြည်ပြည်ဆိုင်ရာကပါဝိုင်းဝန်းကူညီပေးဖို့အရေးပေါ်တောင်းဆိုလိုက်တဲ့သတင်းတစ်ခုပါမလေးရှားပင်လယ်ပိုင်နက်ထဲမှာအစအနဖြောက်ပျောက်ဆုံးနေတဲ့မြန်မာသဘောသားတဦးအတွက်မိသားစုဝင်တွေသွေးမျက်ရည်ကျပြီးအကူအညီတောင်းခံနေပါတယ်ပျောက်ဆုံးနေသူကတော့ Golden Eagle Company ပိုင် MCC ရန်ကုန်သဘောက AB ယာဒူးနဲ့နေသူအောင်ဖြစ်ပါတယ်သူဟာ2025ခုနှစ်ဇူလိုင်လကတည်းကတီလာဝါစိတ်ကမ်းကနေသဘောတက်သွားခဲ့တာပါဒါပေမဲ့ပြီးခဲ့တဲ့မေလ9ရက်မလေးရှားစံတော်ချိန်ည7:00 နာရီမှာနောက်ဆုံး online တွေ့ခဲ့ပြီးနောက်မလေးရှားပင်လယ်ပြင်ထဲမှာအဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ပါတယ်အခုဆိုရင်10ရက်ကျော်ကြာသွားပြီဖြစ်ပေမဲ့ကုမ္ပဏီရုံးချုပ်ကဘာရှင်းလင်းချက်မှမပေးသေးပါဘူးပိုပြီးထူးဆန်းတာကသဘောပေါ်ကနေသူ့ရဲ့ passport အဝတ်စားနဲ့ပတ်စံအိတ်တွေကိုမိသားစုထံပြန်ပို့ပေးခဲ့ပေမဲ့သူ့ရဲ့ဖုန်းတစ်လုံးတည်းသာပါမလာခဲ့ပါဘူးအချီနီကိုလုံးဝထိန်ချန်ထားသလိုဖြစ်နေပါတယ်မိသားစုဝင်တွေဟာတားဖြစ်သူရဲ့အသက်အန္တရာယ်အတွက်အလွန်ရင်ပူနေကြရပါပြီဒါကြောင့်မြန်မာနဲ့မလေးရှားမီဒီယာတွေကဖော်ပြပေးဖို့သက်ဆိုင်ရာအာဏာပိုင်တွေနဲ့အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကနေထိထိရောက်ရောက်စုံစမ်းစစ်ဆေးပေးဖို့မျက်ရည်ဆက်လက်နဲ့အရေးပေါ်အကူအညီတောင်းခံနေပါတယ်ကျေးဇူးပြုပြီးဒီဗီဒီယိုကိုလူအများကြီးမြင်တွေ့သွားအောင်ကြဲကြဲပြန့်ပြန့် share ပေးကြပါတင်တို့ရဲ့ share တစ်ချက်ဟာအမှန်တရားကိုပေါ်ပေါက်စေပြီးလူတစ်ယောက်ရဲ့အသက်ကိုကယ်တင်နိုင်ဖို့အဓိကတော့ချက်ဖြစ်လာနိုင်ပါတယ်မောင်နေသူအောင်ဘေးကင်းစွာမိသားစုနဲ့ပြန်ဆုံပါစေ။